အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဘလော့လေးတွေမတင်တာကြာလို့ပေါ့နော်စိတ်ထဲလည်းနည်းနည်းပါနေလို့ဘလော့လေးပြန်ရိုက်တင်လိုက်တာပေါ့ကျွန်တော်ကပြောချင်တာတချို့လေကွာဘဝကိုမနာတတ်ဘူးဘဝကိုဘယ်လိုလဲကိုပဲနေရာနေလာလဲကိုဘယ်လိုချင်နေရနေလာလဲဆိုတဲ့ဘဝကိုလုံးဝမနာတတ်ဘူးပေါ့နော်ကိုရောက်လာတဲ့အရာကြီးကိုတွေ့လုံးဝဒါကြီးကငါဘောတစ်ခုလိုပြောင်းလဲနိုင်တယ်ဆိုတဲ့အနေအထားတစ်ခုမသိကြဘူးပေါ့နော်သူတို့ပြောမယ်သူတို့ပါမယ်အချိန်တိုင်းရဲ့ပတ်စံရမယ်အဲ့လိုပဲတွေးကြတာပေါ့နော်လူငယ်ဆိုလူငယ်ပီလေးဖြတ်တိုင်းဘဝအောင်မြင်မှုတွေအများကြီးရှိရလေအဲ့လိုမျိုးမတွေးကြဘူးပညာမတတ်တာကိုခွဲလော့ပေးလို့ရတယ်စာမတတ်တာကိုခွဲလော့ပေးလို့ရတယ်ဘဝကိုတိုးတက်ဖို့ဆိုတာဘယ်လိုရုန်းကန်ရမလဲအောင်းနောက်လေးမရှိတော့ဘာမှလုပ်လို့မရဘူးပေါ့နော်တက်တော့ကြီးပေါ်လာတဲ့နောက်ပိုင်းမှာဗျာလူငယ်တော်တော်များများအောင်မြင်တာတွေတွေးရတယ်ထင်မြက်လာတယ်အဲ့ဒါတွေသူကအတုမယူဘယ်သူကဘယ်လိုမျိုးဘယ်ဟာဘယ်လိုမျိုးဝတ်စားဘယ်သူကဘယ်လိုမျိုးတုံးဖြုံးနေကိုယ့်အချင်းတွေကိုပြန်မကြည့်ဘူးကွာအောက်ချစ်တွေလော့ဘဝရင်နားမလဲကိုလှုပ်ချင်တာကိုလှုပ်ကြတာပေါ့နော်ဒါပေမဲ့ဘဝကြီးကလမ်းကြောင်းတစ်ခုပဲရှိရကွာကောင်းတဲ့လမ်းနဲ့မကောင်းတဲ့လမ်းမကောင်းတဲ့လမ်းရွေးချယ်တော့အမြင်